ဘဝကိုပြောင်းလဲဖို့ကြီးမားတဲ့အရာတွေအများကြီးမလိုအပ်ပါဘူးလူအများစုကထင်ကြတဲ့အောင်မြင်ခြင်းရဲ့ကြီးမားတဲ့အခွင့်အရေးလိုအပ်တယ်ဘဝပြောင်းလဲခြင်းလို့ရှိရင်အရာအလုံးပြောင်းလဲရမယ်လို့ထင်ကြတယ်ဒါပေမဲ့ဘဝကိုတကယ်ပြောင်းလဲစေနိုင်တဲ့အရာတွေကအလွန်သိငယ်တဲ့အလေးအကျင့်တွေပဲဖြစ်ပါတယ်နေ့တိုင်းသင်လုပ်နေတဲ့ရွေးချယ်မှုတွေအတွေးတွေလုပ်ရက်တွေကသင်ဘဝရဲ့အနာဂတ်ကိုတိဆောက်ပေးနေတာပဲဖြစ်တယ်ဒီနေ့မှာတော့လူတန်းပေါင်းရာကြီးကိုအကျိုးသက်ရောက်မှုရှိခဲ့တဲ့ 1000+ Little Things Happy စာအုပ်ကနေပြီးတော့မှ summary အချက်5ချက်ကိုဘဝတိုးတက်ဖို့အတွက်တကယ်ပြောင်းလဲပေးနိုင်တဲ့အချက်5ချက်ကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်သင်မထိန်ချုပ်နိုင်တဲ့အရာတွေကိုလွတ်ထားလိုက်ပါဘဝမှာသင်မထိန်ချုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်အနာဂတ်မှာဘာဖြစ်မလဲမတော်တဆဖြစ်ရများတွေဒါတွေကသင်ထိန်ချုပ်လို့မရပါဘူးလူအများစုကမထိန်ချုပ်နိုင်တဲ့အရာတွေကိုပဲစိတ်ပင်ပန်းအောင်စဉ်းစားနေကြတယ်အောင်မြင်တဲ့သူတွေကတော့ဒီအချက်ကိုနားလည်ထားကြတယ်သင်တို့ထိန်ချုပ်နိုင်တဲ့အရာတွေသင်တို့ရဲ့အတွေးတွေသင်တို့ရဲ့စိတ်တွေသင်တို့ရဲ့လုပ်ရက်တွေပဲဖြစ်တယ်အဲ့တော့သင်ဘဝကိုပြောင်းလဲခြင်းလို့ရှိရင်မထိန်ချုပ်နိုင်တဲ့အရာတွေကိုလွတ်ထားလိုက်ပြီးတော့သင်ထိန်ချုပ်နိုင်တဲ့သင်ရဲ့စိတ်တွေလုပ်ရက်တွေအတွေးတွေကိုပဲအာရုံစိုက်ပြီးတော့ထိန်ချုပ်ပါကိုသူများနဲ့မနှိုင်းရှင်ပါနဲ့ဒီနေ့ခေတ်မှာဆိုလို့ရှိရင် social media ကြောင့်လူတိုင်းဟာ perfect လို့မြင်ကြတယ်တခြားသူတွေအားမြင်ပြောရှင်နေတယ်ဆိုတာအဆင်ပြေနေတယ်လို့ထင်ရတယ်ဒါပေမဲ့သင်မမြင်တာကသူတို့ရဲ့အခက်အခဲတွေပဲဖြစ်တယ်ဒါကြောင့်ကိုတခြားသူနဲ့နှိုင်းရှင်တာထက်သင်ပြိုင်နေတဲ့သူကတခြားသူမဟုတ်ဘူးသင်ရဲ့မနီးကပဲဖြစ်တယ်အရေးကြီးတာတွေကိုပဲဦးစားပေးလှုပ်ဆောင်ပါလူအများစုကနေ့တိုင်းအလုပ်များနေတယ်ဒါပေမဲ့မတိုးတက်ဘူးဘာကြောင့်လဲဆိုတော့သူတို့ဟာအရေးမကြီးတဲ့အရာတွေမှာအချိန်ကုန်နေကြလို့ပဲဖြစ်တယ်အဲ့ဒီတော့အရေးကြီးတဲ့အရာတွေကိုမင်းရဲ့အချိန်ကိုတန်ဖိုးထားပြီးတော့လှုပ်ဆောင်ပါလူအတော်များများကအတိတ်ကိုနောက်တရကြတယ်အနာဂတ်ကိုစိုးရိမ်နေကြတယ်လက်ရှိအချိန်ကိုအသုံးမချနိုင်ကြဘူးတကယ်တော့တင်ရှိနေတဲ့တကူရဲသောအချိန်ကအခုလက်ရှိအချိန်ပဲဖြစ်တယ်ဒီနေ့ကိုတန်ဖိုးထားပါဒီအချိန်ကိုအသုံးချပါဘဝကိုပြောင်းလဲခြင်းလို့ရှိရင်တခြားသူတွေကိုအပြစ်မတင်ပါနဲ့အခြေအနေအကြောင်းပြချက်မလုပ်ပါနဲ့သင်ဘဝကိုပြောင်းလဲနိုင်ရကသင်တယောက်တည်းပဲဖြစ်ပါတယ်သင်ရဲ့ဆုံးဖြတ်ချက်တွေကပဲသင်ရဲ့အနာဂတ်ကိုတည်ဆောက်နိုင်ပါတယ်နောက်သင်နဲ့အနည်းဆုံးရှိတဲ့လူတွေကသင်ရဲ့ဘဝကိုအကျိုးသက်ရောက်မှုရှိနိုင်တယ် negative people တွေနဲ့ပဲနေမယ်ဆိုလို့ရှိရင်မင်းလည်း negative ပဲဖြစ်လာမယ် positive people တွေနဲ့နေလို့ရှိရင်သင်ရဲ့ဘဝကတိုးတက်လာနိုင်တယ်သင်ကိုအားပေးမဲ့သူတွေသင်ကိုကောင်းလာအောင်လမ်းညွှန်ပေးမဲ့သူတွေကိုပဲရွေးချယ်ပြီးတော့အနီးကပ်နေထိုင်ပါလို့ဆိုပါတယ်လူအများစုကမရှိတာကိုပဲစဉ်းစားနေကြတယ်ဒါကြောင့်သူတို့ကမပြောရှင်းကြဘူးအဲ့တော့ရှိနေတဲ့သင်ရဲ့ရှိနေတဲ့အရာတွေကိုကြည့်ပါသင်မှာကျမ်းမာရေးကောင်းနေတယ်အခွင့်အလမ်းတွေရှိနေတယ်ဘဝတစ်ခုရှိနေတယ်ဒီအရာတွေကိုတန်ဖိုးထားပြီးတော့ကျေးဇူးတင်စနဲ့နေထိုင်လို့ရှိရင်သင်ရဲ့ဘဝကပို့ပြီးတော့ပြည့်စုံလာနိုင်ပါတယ်ဘဝကိုပြောင်းလဲဖို့ကြီးမားတဲ့အရာတွေမလိုပါဘူးနေ့တိုင်းနည်းနည်းချင်းစီလေ့ကျင့်သွားပါကိုယုံကြည်ပါအောင်မြင်မှုဆိုတာတစ်ချိန်တည်းနဲ့မရပါဘူးနေ့တိုင်းတည်ဆောက်နေရတာပါဒီဗီဒီယိုလေးကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုများမှာလည်းအကျိုးရှိတဲ့ဘဝတိုးတက်နိုင်တဲ့အကြောင်းအရာလေးတွေ box summary လေးတွေကိုပြပြပေးတော့မှဖြစ်တဲ့အတွက် notification bell လေးကိုနှိပ်ထားပေးခဲ့ပါနော်
နောက်ဗီဒီယိုမှာဆက်လက်ဆုံတွေ့ကြပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်